ဒါဟာအာဂါရတရားနဲ့ကျိန်စာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကြောက်မက်ထွဲရင်ဆိုင်ခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာအယုတ်တရုတ်ကိုအနက်ရောင်ရေးပုတ်ထဲမှာစိန်ထားပြီးအပြင်ရောအတွင်မှာနူးညံ့သွားအောင်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့အမီရင်းနဲ့မွေးတကရစ်ကိုအယုတ်ပေါ်မှာရေးထားပြီးသူမရဲ့သွေးနဲ့အတူအယုတ်နဲ့ကတိကဝတ်တစ်ခုပြုလုပ်ခဲ့ပါတယ်။အမျိုးသမီးဟာသူမတတ်ချင်တဲ့အမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံကိုအယုတ်ပေါ်မှာကတ်လိုက်ပြီးအစိတ်ပြင်းတဲ့ကျိန်စာတစ်ခုကိုတိုက်ခိုက်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဓာတ်ပုံထဲကအမျိုးသားဟာတည်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်ဒုတိယနဲ့တတိယမြောက်အမျိုးသားတွေရဲ့ပုံကိုပါအယုတ်ပေါ်မှာထပ်မံကတ်လိုက်တဲ့အခါအဲ့ဒီအမျိုးသားနှစ်ယောက်စလုံးဟာလည်းရေချိုးကန်ထဲမှာပဲအသက်ပျောက်ခဲ့ကြပါတယ်။အရာအလုံးပုံမှန်plan ဖြစ်သွားပြီလို့အမျိုးသမီးကထင်မှတ်ထားပြီးမြင်အယုတ်ရဲ့နောက်ဆက်တွဲကျင့်စာတွေဟာစတင်ပေါ်ပေါက်လာပါတော့တယ်။ပထမဆုံးအနေနဲ့သူမထမင်းချက်နေစဉ်မှာအယုတ်ရဲ့မျက်လုံးတွေကသူမကိုစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်နေရန်ကနာယီအပါဝင်ပတ်ဝန်းကျင်မှာရှိတဲ့မျက်လုံးမှန်သမျှကသူမကိုပဲဝိုင်းကြည့်နေကြပါတော့တယ်။အမျိုးသမီးဟာဒါကိုအမြင်မှားတာလို့ထင်မှတ်ပြီးအိယာထဲမှာလဲလျောင်းနေခဲ့ပါတယ်။ဒါပေမဲ့သူမဟာအယုတ်တွေနဲ့ပြည့်နှက်နေတဲ့အခန်းတစ်ခုထဲကိုရောက်သွားခဲ့ပြီးအယုတ်တွေကသူမကိုစတင်ထိန်းချုပ်လာကြပါတယ်။အဲ့ဒီချိန်မှာပဲအစောကကျိန်စာတိုက်ခဲ့တဲ့အယုတ်ကသူမရဲ့အိယာချီရင်းမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။အယုတ်ရဲ့အရေးဟာတဖြည်းဖြည်းကြီးမားလာပြီးသူမရဲ့အပေါ်ကနေခုန်ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အယုတ်ဟာအလောင်းတအုပ်အဖြစ်ပြောင်းလဲသွားပြီးသူမစီကိုအရွေ့ရွေ့လာနေပါတော့တယ်။ဒါဟာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့အိမ်မက်ဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။အမျိုးသမီးဟာသူမရဲ့လက်တွေမှာသွေးတွေစွန့်ထိန်နေတာကိုမြင်တွေ့ခဲ့ပြီးဒီကျိန်စာရဲ့အမှန်တရားကိုရှာဖွေဖို့အတွက်ကြိုးစားပါတော့တယ်